ဟုတ်ကဲ့ဆရာမရေမင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီတစ်ပတ်တောင်းသူအမေးဖြေကဏ္ဍမှာပေါ့နော်ကျွန်တော်တောင်းသူတွေအဓိကတည်နှံစိုက်ပျိုးဖို့မြေပြင်တဲ့အချိန်မှာကြိုတင်ပြင်ဆင်ဆောင်ရွက်ရမယ့်ဆောင်ရွက်ဆောင်ရန်အချက်လေးတွေကိုအကြံပြုဆွေးနွေးပေးစီချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်ကျွန်တော်တို့သီးနှံစိုက်ပျိုးမဲ့ရာခွက်တွေမှာနွားရှိကိုပြသူတို့တွေလှလောက်ကြတဲ့တောင်သူတွေထဲလေးရှိတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့တဘာဝမြေဩဇာနွားရှိအသုံးပြုတဲ့အခါမှာလေလွန်ဆုံးရှုံးမှုနဲ့အောင်တတိထားတဲ့အကြောင်းလေးတွေကိုကျွန်မဆွေးနွေးပေးခြင်းပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရေအဲ့တော့ပေါ့နော်တောင်းသူတွေရဲ့အခုလိုမျိုးပြာသူတို့ဘရလာလောက်မှာနွားချီစပြီးတော့ထဲတဲ့အလေးချင်းကဒါဆိုရင်မကောင်းဘူးပေါ့နော်ဆရာမဟုတ်ကဲ့ကျွန်တော်တို့စားချိန်နဲ့အချိန်အများကြီးစောထည့်လိုက်ခြင်းဟာဆိုလို့ဆိုရင်နွားရှိမှာပါတဲ့အာဟာရဓာတ်တွေကိုလေးလံဆုံးရှုံးမှုကိုဖြစ်စေပါတယ်။နွားရှိကိုကျွန်တော်တို့ရာခွက်တွေထဲမှာအပုံသေးသေးလေးတွေနေရာနဲ့ချထားခဲ့လေးရှိတဲ့အတွက်ကြောင့်မလို့နေပူလေတိုက်တဲ့အခါမှာနွားရှိမှာပါတဲ့အာဟာရဓာတ်တွေအထူးသဖြင့်နိုက်ထရိုဂျင်ဓာတ်ပေါ့နော်။အဲ့ဒါဆိုလို့ဆိုရင်နေပူလေတိုက်ပြီးတော့အငွေ့ပြန်ဆုံးရှုံးကုန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တောင်သူတွေအကျိုးကျေးဇူးမခံစားရတာတွေဖြစ်နိုင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဆရာမကြီးအဲ့တော့ပေါ့နော်အခုလိုမျိုးလေးလင်းဆုံးရှုံးမှုနည်းပြီးတော့တကယ်တမ်းအကျိုးရှိအောင်ကျွန်တော်ဘယ်လိုမျိုးစနစ်တကျထည့်သွင်းအသုံးပြုတင်ပါသလဲခင်ဗျာဟုတ်ကဲ့တောင်သူတွေကကိုပိုင်ဆိုင်တဲ့စိုက်ပျိုးမြေဧကအနည်းအများပေါ်မှာချိန်ဆတွက်ချက်ပြီးတော့ခါတော့အချိန်မီပြီးစီးဖို့ရန်အတွက်စိုက်ပျိုးတဲ့အချိန်နဲ့အရန်ခွာပြီးတော့မထည့်ပါနဲ့နောက်ပြီးတော့ခါတော့ကျွန်တော်တို့အသုံးပြုမဲ့နွားစီရလည်းကောင်းကောင်းဆွေးမြေ့ဖို့လိုပါသေးတယ်။ဘာလို့လဲဆိုလို့ဆိုရင်ကျွန်တော်တို့အဲ့ဒီနွားစီတွေကောင်းကောင်းမဆွေးမြေ့ဘဲနဲ့ပေါ့နော်အသုံးပြုလိုက်မယ်ဆိုလို့ဆိုရင်ပေါင်းမျိုးစေ့တွေကမကြေပြတ်ဘဲနဲ့ပါသွားနိုင်တဲ့အတွက်ကြောင့်မလို့ပေါင်းပေါရောက်မှုတွေပိုများနိုင်တယ်လို့မျိုးပဲစိုက်ပျိုးဖို့လုံလောက်တဲ့အဆိုဓာတ်များခင်ရွာတဲ့ပေါင်းမိုးနဲ့ပေါလာတဲ့ပေါင်းတွေကလည်းနောက်ရှိမှာပါတဲ့အာဟာရဓာတ်တွေကိုစုပ်ယူစားသုံးသွားတဲ့ပုံစံမျိုးနဲ့လည်းဆုံးရှုံးတတ်ပါတယ်အငွေ့ပြန်ဆုံးရှုံးမှုနည်းအောင်နဲ့ကျွန်တော်တို့အကျိုးပြုအနုစုပါပိုးလေးတွေကိုတည်မသွားအောင်ဓာတ်ရော့စုံကိုပို့လိုက်တဲ့သဘောမျိုးဖြစ်အောင်နွားချင်းဆက်ဆက်ပြီးပြီးချင်းမှာပဲထဲမောက်တဲ့အလေးထားတွေကိုလုပ်သင့်ပါတယ်ဥပမာမြင်တာအောင်ပြောရမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့အရက်ပြန်ဘူးတွေကိုအဖုံးဖွင့်ထားလို့ဆိုရင်အငွေ့ပြန်ဆုံးရှုံးကုန်တဲ့အတွက်ကြောင့်မလို့အချိန်ကာလတစ်ခုကြာလို့ဆိုလို့ဆိုရင်ဘူးကိုမဲကြံနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အရက်ပြန်ဘူးတွေဆိုလို့ဆိုရင်အဖုံးပိတ်ထားရတယ်လို့မျိုးပဲကျွန်တော်တို့နွားချေးထည့်တဲ့အခါမှာလည်းအာဟာရဓာတ်မပါတော့ဘဲနဲ့အခွန်ကြီးပဲကြံတာမျိုးမဖြစ်အောင်ထဲမောက်ပေးရပါမယ်ဒါနဲ့တစ်ဆက်တည်းငါးချေးဆူဆောင်းတဲ့အခါမှာလည်းနေရန်မိုးရန်ကနေကာကွယ်ဖို့ရန်အတွက်အမိုးကလှုပ်ပေးတာတွေတစ်ပင်ရိပ်အောက်မှာနေရာပြင်ဆင်ပြီးတော့မိုးရေနဲ့စီးပါဆုံးရှုံးမှုနည်းစေဖို့ရန်အတွက်ရေမဝက်နိုင်တဲ့နေရာတွေမှာရေမြောင်းလေးတွေပတ်ပတ်လေးလှုပ်ပြီးတော့ခါတော့ကျင်းနဲ့ဆူဆောင်းတာတွေလုပ်တင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီးအခုလိုမျိုးပေါ့နော်နွားချီမာသာမကပဲနဲ့နွားတိမာရောဘယ်လိုမျိုးအာဟာရတွေပါပြီးတော့တောင်းသူတွေအတွက်ဘယ်လိုအကျိုးရှိအောင်အသုံးပြုလို့ရမလဲဆိုတာလေးလည်းမျှဝေပေးပါအောင်ခင်ဗျာနွားသေးမှဆိုလို့ဆိုရင်လည်းအာဟာရဓာတ်တွေအများကြီးပါပါတယ်ရှင်ဘယ်လိုအာဟာရဓာတ်တွေပါလဲဆိုလို့ဆိုရင်ကျွန်တော်တို့ nitrogen တို့ phosphorus တို့ potassium တို့ manganese တို့ calcium တို့ sulfur တို့ကြေးနီတို့တန်ဓာတ်တို့ lactose နို့ဓာတ်တို့နောက်တစ်ခါအင်ဇိုင်းဓာတ်တွေပေါ့နော်အဲ့လိုအာဟာရဓာတ်တွေပါဝင်တဲ့အပြင်ပိုးမွားယောဂါတွေကိုလည်းကာကွယ်ပေးနိုင်စွမ်းရှိတဲ့အတွက်ကြောင့်မလို့နွားသေးကိုလည်းအသေးချာစုဆောင်းပြီးတော့ကျွန်တော်တို့တောင်သူတွေအသုံးပြုသင့်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီးအခုလိုမျိုးပေါ့နော်အာဟာရတွေအများကြီးပါတဲ့နွားသေးကိုစနစ်တကျဘယ်လိုမျိုးစုဆောင်းအသုံးပြုရမလဲဆိုတာလေးလည်းရှင်းပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့နွားသီးကိုဆိုလို့ဆိုရင်ကျွန်တော်တို့ပေါ့နော်ဓာတ်ရိုက်ခံယူပြီးတော့ခါတော့စူဆောင်းလို့ရတယ်လို့တမန်တလင်းလေးတွေခင်းပြီးတော့ခါတော့မြောင်းဖော်ကစူဆောင်းလို့လည်းရပါတယ်အဲ့ဒီစူဆောင်းရရှိလာတဲ့နွားသီးတွေကိုကျွန်တော်တို့က15ရက်လောက်အရှင်ဖောက်ပြီးတော့ခါတော့နွားသီး10စာရေ90စာနှုန်းနဲ့တိနှံပင်တွေကိုပက်ဖြန်းပေးမယ်ဆိုလို့ဆိုရင်အပင်ကြီးထွားမှုကောင်းစေုံသာမကဘဲနဲ့ပိုးမွားယောဂါတွေကိုပါကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့အကျိုးကျေးဇူးတွေခံစားရမှာဖြစ်ပါတယ်နောက်တစ်ခါကျမတို့နွားတွေအောက်မှာပေါ့နော်ကောက်ရိုးတွေပင်ကျွင်းပင်ကြံတွေကိုခင်းပေးထားပြီးတော့ခါတော့တန်ရှင်းလုပ်တဲ့အခါတိုင်းနွားရှင်းနဲ့ပင်ကျွင်းပင်ကြံတွေကိုနွားရှင်းပုံပေါ်ကိုဖြန့်ထည့်ပြီးတော့ခါတော့လဲဆူဆောင်းတာတွေလုပ်နိုင်ပါတယ်နောက်အိမ်မှာထွက်တဲ့ပေါ့နော်ဒီတရွက်တွေပေါ့နော်ပလစ်စတစ်ဘူးကွန်ပလင်းခွန်တွေကလွဲပြီးတော့ခါတော့ပေါ့နော်တရွက်တွေမိဖို့ကြောင့်အတွက်ဆွန့်ပစ်ပစ္စည်းတွေအားလုံးကိုကျမတို့နွားရှင်းပုံပေါ်မှာထည့်ပုံပြီးတော့တဘာဝမြေဆွေးပြုလို့အသုံးပြုကြမယ်နောက်လေးလွန်ဆုံးရှုံးမှုနည်းအောင်စနစ်တကျဆောင်ရွက်အသုံးပြုကြမယ်ဆိုလို့ဆိုရင်တိနံစိုက်ပျိုးကြမဲ့မြေစီလွာတွေဟာရေရှည်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကိုခံစားရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီးအခုလိုမျိုးပေါ့နော်နွားချီနဲ့နွားသေးကိုစနစ်တကျအသုံးပြု
ဖို့အတွက်ရှင်းပြပေးသွားတဲ့ဆရာမကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ရှင်